လောကမှာလူတွေကလည်းအမျိုးမျိုးရှိတဲ့ကြတယ်အဲ့ဒီထဲမှာတချို့ကလည်းငွေမျက်နှာတစ်ခုတည်းနဲ့အသက်ရှင်နေတချို့ကရိုးသားမှုကိုအခြေခံပြီးအသက်ရှင်နေတချို့ကကိုကျင်တရားကိုအခြေခံနေတချို့ကကိုကျင်းစာတရားကိုဗဟိုပြုပြီးရှင်းတန်နေတို့ပေမဲ့လည်းအများစုကငွေကိုမြင်တော့ငွေကိုထိမြင်တာထိတာနဲ့သူတို့အထဲမှာဘာရှိတယ်ရှိတယ်ဟာထွက်ကြလာတော့တာပဲငွေကလူမျိုးမျိုးကိုပြောင်းလဲပြစ်နိုင်တယ်ဒါအမှန်ပဲငွေမရှိရင်အရင်ဆုံးဆွေမျိုးတွေကသစိမ်းဆန်တယ်အရင်ဆုံးနှိပ်ကွက်တယ်ငွေရှိလာရင်အောင်မြင်လာရင်ဇွတ်အတင်းအမျိုးလာတော့တယ်အမျိုးလာဆက်တယ်ချီးမွမ်းလို့လည်းမဆုံးတော့ပြန်ကြသွားရင်သူတို့ပဲအရင်ဆုံးကဲ့ရဲ့ပြီးတော့အပြစ်တင်ဝေဖန်ကြသစိမ်းတွေထက်သစိမ်းဆန်သွားကြတာပေါ့ဒါလည်းသူ့လိုကိုလိုကြုံတွေ့နေရတဲ့အရာတစ်ခုပဲဒါပေမဲ့လည်းအမျိုးတွေဖြစ်တဲ့အတွက်လည်းမဆိုင်ခြင်းမပတ်သက်ခြင်းလို့ရပါမယ်မတော်ခြင်းလို့ကမရပြန်ဘူးသွေးသားအရာတော်ဆက်ခြင်းကိုတော့တော်ဆက်နေအောင်ပါပဲအမျိုးတွေအားလုံးကတော့မဆိုလိုပါဘူးကူညီဖေးမတက်တဲ့အမျိုးတွေလည်းရှိကြတယ်သို့တော်လည်းအများစုကတော့ဒီလိုတွေကြုံမှုကြမှာပါကျွန်တော်တို့အများစုကလည်းဒီဖြစ်ပျက်အကြောင်းတရားရဲ့အဓိကပြဿနာငွေကြောင့်ပဲငွေကြောင့်ဖြစ်တဲ့ပြဿနာပဲဒါကြောင့်ငွေရှာခြင်းသည်အပြစ်မဟုတ်ချမ်းသာလိုခြင်းသည်လည်းအပြစ်မဟုတ်ဒါကြောင့်ငွေရှာပါငွေစုပါချွေတာသုံးပါစီကံရှိငွေရှာရုံနဲ့မပြီးသေးဘူးစုဆောင်းတတ်ဖို့ကလည်းအဓိကကြချွေတာသုံးဖို့လည်းလိုအပ်တယ်စီကံမရှိရင်ဘလောက်ပဲရှာကိုလိုချင်တဲ့ဘဝကိုရောက်ချင်တဲ့နေရာမရနိုင်ဘူးမရောက်နိုင်ဘူးဒါပေမဲ့ငွေကိုတရားသောနည်းနဲ့ပဲရှာပါရိုးသားစွာရှာပါတမအာဇီဝကြအောင်ပဲရှာပါငွေရရင်ပြီးရောဆိုပြီးတော့လူတကာပေါ်မှာအကောက်ကြံပြီးတော့လည်းငွေကိုမရှာပါနဲ့ငွေရှိရင်အကျင့်မကောင်းအကျင့်ယုံနေရင်လည်းဘယ်သူမှအဖက်မလုပ်ချင်ဘူးဘယ်သူမှမပေါင်းချင်ဘူးဆိုတာကိုမြင်မှတ်ထားဒါကြောင့်လည်းငွေကိုတော့မဖြစ်မနေရှာပါဒါပေမဲ့ကိုယ်ငွေရဖို့အတွက်တစ်ဖက်သားကိုလည်းမကောက်ကြည့်ပါနဲ့မယုံပါနဲ့ကြောင်းမတွန်းပါနဲ့လူတယောက်ရဲ့စင်တန်းဆိုတာချမ်းသာခြင်းဆင်းရဲခြင်းနဲ့မဆိုင်ဘူးစိတ်ဓာတ်နဲ့ပဲဆိုင်တယ်ဒါကြောင့်စင်တန်းရှိပဲငွေကိုရှာပါသူများကိုကောက်ကြည့်ယုံပါပြီးချမ်းသာတာထက်အစင်တန်းရှိဆင်းရဲတာပိုကောင်းပါလေစင်တန်းရှိတဲ့လူဆိုတာသူတို့ဘတ်သားကိုလည်းဘယ်တော့မှမကောက်ချင်ဘူးမယုံပါဘူးကိုမောင်ကိုလည်းသူ့မှားပါလို့ဘယ်တော့မှထိုးချပြီးတော့လွှဲမလုပ်တတ်ဘူးဒီလိုလူလည်းစင်တန်းရှိတဲ့လူလို့ခေါ်တယ်တနည်းအားဖြင့်တော့အထက်တန်းစားလူလို့ခေါ်တာပေါ့ရိုးသားစွာငွေကိုရှာပါသို့တော်လည်းငွေကိုအလွန်ကျွံတက်မှတ်နဲ့မလိုချင်ပါနဲ့ငွေကိုတက်မှတ်လွန်းလို့လိုချင်လွန်းရင်လည်းလူကလူမဆန်တော့ဖြစ်တတ်တယ်ငွေရှာပါရိုးသားစွာရှာပါချွေတာသုံးပါစုဆောင်းတတ်ပါစီကန်းရှိပါမျှဝေပါပေးကမ်းပါဘဝတွေပြုံးပျော်နိုင်ကြပါစေ